of Hospitality by Makhain Channel ကနေကြိုဆိုပါရစေ။သင်ဟာ Hospitality ကိုစိတ်ဝင်စားတဲ့လူတစ်ယောက်လား Hospitality နဲ့ပတ်သက်ပြီးအသက်မွေးဝမ်းကြောင်းလုပ်ဖို့အစီအစဉ်ရှိတဲ့လူတစ်ယောက်လား Hospitality ဆိုတာကမြန်မာလိုပြောရင်ယူငါစွာအဝတ်ကျေပြုံမှုအရက်စကားနဲ့ဆိုရင်လိုက်လဲပြပြငှငှဝန်ဆောင်မှုပေးတဲ့လုပ်ငန်းတွေပါ။ဘာတွေပါမလဲဆိုရင် Hotel, Motel, Inn, Restaurant, Tourism, Meeting and Events, Attractions, Entertainment, Recreation စသဖြင့်အဲ့တော့ကမ္ဘာအဆင့်မီဝန်ဆောင်မှုနည်းပညာတွေကိုသိချင်တယ်တက်ချင်တယ်အလုပ်ကောင်းကောင်းလက်စာကောင်းကောင်းတွေရချင်တယ်ဆိုရင် The Art of Hospitality by Makhain Channel ကို join ထားလိုက်ပါဒီ channel မှာမခိုင်ရဲ့20ကျော်အတွေ့အကြုံတွေကိုမျှဝေပေးသွားရုံမကကျွမ်းကျင်သူတွေရဲ့အကြံဉာဏ်တွေလက်တွေ့ဘဝအတွေ့အကြုံတွေကိုလည်းမျှဝေဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။ဟိုတယ်လုပ်ငန်းရှင်တယောက်ဖြစ်ချင်တာလား။စားသောက်ဆိုင်လုပ်ငန်းပိုင်ချင်တာလား။ပွဲစီစဉ်သူတယောက်ဖြစ်ချင်တာလား။ဒါမှမဟုတ်နိုင်ငံတကာဟိုတယ်ကြီးတွေမှာအလုပ်ကောင်းကောင်းရချင်တာလား။ဒီ channel ကသင်ရဲ့အောင်မြင်မှုအတွက်ကူညီပေးပါလိမ့်မယ်။အဲ့ဒီတွေကိုအကောင်းဆုံးဝန်ဆောင်မှုပေးဖို့ကနေလုပ်ငန်းခွင်အတွင်းပြုတ်ဝက်ချက်တွေအထိသင်ရဲ့စွမ်းရည်ကိုမြင့်တင်နိုင်ဖို့လိုအပ်သမျှကိုဒီ channel လေးကပြောပြပေးသွားမှာပါ။ The Art of Hospitality ကိုကျွမ်းကျင်စွာတွက်မြောက်ဖို့တနေရာထဲမှာအကုန်သိရမယ် Sharing is caring ပညာဒါနအစီအစဉ်ကို like and subscribe လေးလုပ်ပြီးတော့အခုပဲ join ထားလိုက်နော်